ကအေးအေးဆေးဆေးလူဖီကိုတတ်ဖို့လုပ်လိုက်ပြီမြေရုတ်တရက်တမန်လေးဟိုတောင်ပတ်ပြတ်ခဲ့တဲ့ဇရိုရဲ့ draw line ကိုစောင့်ကြောင်းခုမာရဲ့ပခုံးကပွင့်သွားပြီးအထဲမှာလူသားခန္ဓာကိုယ်အစားစက်ပစ္စည်းတွေကိုမြင်လိုက်ရပါတယ်ထိခိုက်သွားတဲ့ခုမာရဲ့မျက်လုံးကနေစက်ရုပ်တစ်ကောင်ကိုပြစ်မှတ်ကုတ်ချိန်ကဗစက်ကနေလေဆာနဲ့ပစ်လိုက်တဲ့အတွက်ဇရိုလည်းအသေးအတန်ရှောင်လိုက်ရပြီးတန်ကိုတောင်ချက်ချင်းအရေးပြိုကျစေတာမို့ထိလိုက်မိရင်တခါလေကိစ္စတုံးသွားမှာကသိကြပြီမြေခုမာကအသိစိတ်ပြန်ရသွားသလိုထပ်မပစ်တော့ဘူးသူက Frankie လိုစိုက်ဘောတစ်ကောင်မဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်သူ့ကို pacifista လို့ခေါ်ပြီးအခုချိန်ထိမပြီးပြည့်စုံသေးတဲ့လူသားလက်နက်တစ်မျိုးဖြစ်တဲ့ပြီးသူ့ကိုတိစောက်တဲ့သူကအစိုးရရဲ့သိပ္ပံပညာရှင်ဒေါက်တာဖိုက်ကာဘန်ဖြစ်တဲ့အကြောင်းလေသူ့မှာကကမ္ဘာအကောင်းဆုံးအုံနောက်ရှိပြီးသူ့နီးပညာတွေကလည်းလူသားတွေတဲ့နှစ်ပေါင်း900ရှေ့ကိုကြိုရောက်နေတဲ့သူလို့ပြောပြလိုက်ပါတယ်အဲ့လိုမကောင်းဆိုးအောင်လက်စိုးတတိအစွမ်းမှာပေါင်းထားတာကြောင့်ဇီရိုကသူ့ရဲ့လက်ရှိအနေထားနဲ့မနိုင်နိုင်တော့ဘူးဆိုတာသိလို့လူဖီခေါင်းကိုယူမဲ့အစားသူ့အသက်နဲ့လဲပေးဖို့တောင်းဆိုလိုက်ပါတယ်လူဖီလောက်တော့သူ့ခေါင်းကနာမည်မကြီးသေးပြီမကြခင်မှာကမ္ဘာအတော်ဆုံးဓာတ်သမားဖြစ်လာမယ်သူအစားယူသွားရင်ဆိုရဘက်ကလည်းကျင်းနေလောက်မယ်ကိုယ့်ရဲ့ကပတိန်ကိုတော့မကာကွယ်နိုင်တဲ့သူကသူ့ရဲ့အိမ်မက်ကိုရောက်မှာမဟုတ်ဘူးလူဖီကတေချာပေါက်ပင်လယ်သမားပြင်ဖြစ်လာမယ်သူ့ခေါင်းကိုပဲယူသွားဖို့ခုမာကိုတောင်းဆိုလိုက်ပါတယ်အဲ့အချိန်စန်းကြီးကပြန်ထလာပြီးဇီရိုသာတိတ်သွားရင်ကမ္ဘာအတော်ဆုံးဓာတ်သမားဆိုတဲ့နေရာကလစ်လက်သွားနိုင်စောက်ယူမထားဘူးအခုအချိန်မှာရေတက်ကသူ့ကိုပေါ်သေးသေးထင်နေပြီမကြခင်ကောက်ရိုးထုတ်အဖွဲ့တွေမှာအန်နီရဲ့အများဆုံးဖြစ်လာမယ်ဘလက်ဖို့စန်းကြီးမလို့ရင်းကြီးတက်နေတဲ့ကောင်းစားသူ့အသက်ကိုပဲယူသွားလို့စန်းကြီးကဝင်ထွက်လိုက်ပါတယ်အကုန်လုံးစုပ်ပြတ်နေတဲ့အနေထားမှာတော့စတော့ရဲ့ပင်လယ်သမားကအဖွဲ့သားအချင်းချင်းအသက်ပေးကာကွယ်နေတာကိုခုမာကမြင်လိုက်ရတယ်စန်းကြီးကဇီရိုလိုသူ့ကပ်တိန်ကအသက်ကိုပေးဖို့ဆုံးဖြတ်ထားပြီးသားဒီနေရာမှာနေချက်ချင်းတက်လိုက်ဖို့ခုမာကိုထပ်ပြောလိုက်ပါသူ့အဖွဲ့သားတွေကိုတော့ကျေးဇူးတင်တဲ့အကြောင်းနောက်ထပ်စပုံမှုတစ်ယောက်ထပ်ချလိုက်ပါဆိုတောင်းပန်လိုက်ပြီးဇီရိုကတော့လက်မခံဘူးဓာယိုးနဲ့သတိလေးအောင်ရိုက်ချလိုက်တဲ့အတွက်စန်းကြီးလည်းမတက်နိုင်တော့ဘူးဇီရိုကသူပြောတဲ့အတိုင်းလုပ်ပြီးဖို့ထပ်ပြီးတောင်းဆိုတာကြောင့်ခုမာလည်းဒီလောက်ထိတစ္ဆာရှိရဲ့အဖွဲ့သားတွေကိုဂယုမဆိုင်လူဖီကိုတတ်မယ်ဆိုသူ့ကိုယ်သူရှက်ဖို့ကောင်းတယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်သူစကားကိုသူတီးမှာခဏလောက်စောင့်ကြည့်ပါဇီရိုကိုသူကိုယ်တိုင်တတ်မဲ့အစားမရဲကိုပြပေးမယ်လို့ပြောဟောတီးရဲ့အစွမ်းနဲ့လူဖီကိုတွေကနီအောင်ပူပါကိုထုတ်လိုက်ပြီးအဲ့ဒါကလူဖီမိုရီယာနဲ့တိုက်ပွဲတစ်လျှောက်လုံးခန်းစားခဲ့ရတဲ့နာကျင်မှုတွေဘောပန်နွမ်းနယ်မှုတွေနဲ့ထိခိုက်မှုတွေအားလုံးဖြစ်လို့ဇီရိုသားလူဖီအစားအသက်ပေးမယ်ဆိုအဲ့ဒီနာကျင်မှုအားလုံးကိုလက်ခံရမယ်လို့ပြောပြလိုက်ပါတယ်တာမန်အချိန်ဇီရိုဆိုရင်တော့တောင်းခံနိုင်လောက်မလားမသိဘူးလက်ရှိတေကန်နီဇီရိုအနေထားတွေကတော့တကယ်သိလိမ့်မယ်လို့ပြောရင်နည်းနည်းလောက်စမ်းကြည့်ဖို့အတွက်ဘူပေါင်းသေးသေးလေးကိုဖြစ်ပေးလိုက်ပြီနာကျင်မှုကအတိုင်းအဆမရှိအောင်ခံစားလိုက်ရပါတယ်အရှိပေါင်း100ကိုလက်ခံခဲ့ပြီး Oz ကိုလမ်းမလျှောက်နိုင်တဲ့ကြားက Gear 3နဲ့အနိုင်ယူခဲ့တဲ့ Shadow အသီးပိုင်ရှင်အရေးတစ်ထောင်မိုးရီကနင်းချေတာကိုအချက်ပေါင်းများစွာတောင်းခံခဲ့တာဦးမှာအသက်မြင့်မြတ်တိုးစီရဲ့ Gear 2ရော3ရောပါပေါင်းတော့တာလို့လူဖီရဲ့တိုက်ပွဲတစ်လျှောက်နာကျင်ရမှုတွေကအကန့်အသတ်မရှိဘူး။ဘာလူသားမဟုတ်တဲ့ဇီရိုအတွက်ဆိုရင်ကျင်းနေပါသေလောက်ခံစားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဇီရိုကတော့သူ့အော်ရင်တခြားသူတွေသိမှဆိုလို့နေရာပဲပြောင်းဖို့တောင်းဆိုလိုက်ပြီးသူ့ရှေ့မှာရှိနေတဲ့လူဖီရဲ့နာကျင်မှုတွေကိုဘာမှမစင်စားတော့ပဲပြုတ်ဝင်သွားပြီးရဲ့နောက်ခုမာကလည်းဘသူ့မှမတတ်တော့ဘူးဒီကျွန်းကနေပြတ်ထွက်ကန် Dragon ရဲ့တာကဒီလောက်ကောင်းတဲ့တငယ်ချင်းတွေရထားရတယ်လို့ရှင်းပြလိုက်ပါတယ်။လို့နဲ့တခြားသူတွေသတိရလာကြတယ်။ထူးထူးဆန်းဆန်းတိုက်ပွဲဆက်ထားတဲ့လူဖီရဲ့ခန္ဓာကိုယ်ကလုံးဝနာကျင်မှုမရှိဘဲပေါ်ပါနေရကိုမြင်လိုက်ကြရတယ်။စန်းကြီးကလည်းသတိရချင်းဓာတ်ရိချန်ထားခဲ့တဲ့ဇီရိုကိုလိုက်ရှာတော့တနေရာအရောက်မှာတယောက်တည်းရက်နေတဲ့ဇီရိုကိုမြင်လိုက်ရပါခုမှဘယ်ရောက်သွားလဲလို့နားကတ်သွားတော့မှဇီရိုတကူလုံးစုပ်ပြတ်တတ်နေတဲ့သူ့ရဲ့နေမှာရက်နေတာကိုမြင်လိုက်ရတော့စိတ်ပူသွားတဲ့စန်းကြီးဘာတွေဖြစ်သွားလဲအသေးအတန်မေးလိုက်ပြီးဇီရိုကတော့စိတ်ကိုတင်းထားရင်းနဲ့ဘာမှမဖြစ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်